လိုချင်စရာတွေကိုလိုချင်ဆန္ဒရှိနေတဲ့ပုဂ္ဂိုလ်တယောက်ခါတဲ့အဲ့ဒီလိုချင်စရာတွေကိုကိုလိုချင်တဲ့အတိုင်းရှားရှိလာတတ်တယ်တဲ့အတ္တပိတိမနောဟောတိအဲ့ဒါလိုရလာလို့ရှိရင်လူသဘာဝသိဝမ်းသာတယ်တဲ့ဝမ်းသာပိတိဖြစ်ကြတယ်လတ္တမေသောယဒိဋ္ဌတိကိုလီရာရကိုလိုချင်တာရပြီဆိုရင်လူတွေဟာပျော်ကြတယ်ဒါလူသဘာဝပဲကိုလိုချင်တာရတဲ့အခါပျော်တယ်အဲ့တော့ဒီလိုချင်တာရလို့ပျော်တာရှိသလိုနောက်ကတစ်ခုကပါပြောတတ္တစေကာမယာနတ္တသန္ဒရာဂတသန္တုနောအဲ့ဒီလိုချင်ဆန္ဒရှိနေတဲ့ပုဂ္ဂိုလ်မှာပဲတဲ့တေကာမပရိဟာယန္တိလိုချင်တာမရဘူးရတာတွေဆုံးရှုံးသွားတယ်ဟောလိုချင်တာမရတာတခုရတော့လဲရပြီတဲ့နောက်မှာဆုံးရှုံးသွားတယ်အဲ့ဒီလိုဆုံးရှုံးသွားလို့ရှိရင်တဲ့တန်လဝိတောဝရုပ္ပတိရှင်နဲ့မြားစုသလိုနာကျင်ခံစားရပြန်တယ်အဲ့တော့ဒါသဘာဝလေးကိုပြောပြတာလူတိုင်းနဲ့သက်ဆိုင်တဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်လိုချင်တာလေးရရင်ဝမ်းသာတယ်လိုချင်တာမရဘူးသို့မဟုတ်လက်လွတ်ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်ရှင်နဲ့မြားစုသလိုနာကျင်ခံစားရပြန်တယ်အဲ့တော့အတူချုပ်ကတော့လိုချင်တာရရင်လိုချင်တာရလို့ရှိရင်သောမနတဝမ်းသာတယ်လိုချင်တာရရင်ချမ်းသာတယ်လိုချင်တာမရဘူးဆိုရင်တောကဖြစ်တယ်လူရဲ့သဘာဝလိုချင်တာရရင်လောဘလိုချင်တာမရရင်ဒေါသဆုံးရှုံးသွားရင်တောကပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့မရှောင်လွဲနိုင်တဲ့အနေအထားနှစ်ခုကြုံတွေ့နေရတယ်လူတိုင်းခံစားမှုမှာပဲဆိုတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းလေးပျောက်သွားပြီဆိုရင်လေအိပ်မပျော်လောက်အောင်ဒုက္ခရောက်ကြတာပဲလေ